အလှဒါရကဥစမ်းညွတ်အလှဒါရကမှာဒေါ်ထေးထေးနိုင်တို့မိသားတစုရဲ့ကျွန်တော်တို့ပေါ့နှစ်စဉ်ကျင်းပမယ်ဖြစ်တဲ့အတန်မဆဲမဟာပဋ္ဌာန်းပွဲရွတ်ဖတ်ပူဇော်ပွဲရဲ့အောင်ပွဲရဲ့နော်ပိတ်ပွဲရဲ့အနေနဲ့ဒါကျွန်တော်တို့ဒါတရွာလုံးကို၅ကြော်2ကလေးနဲ့ဒါအခန့်ကျွေးမှုမှာပဲဖြစ်ပါတယ်နော်အဲ့ဒီအတွက်ဒီမှာရွာထဲမှာမဖြစ်မနေအလှပွဲတွေလုပ်ပြီးဆိုလို့ရှိရင်အမြဲချက်လက်ရှိတဲ့ဒါမာစတာရှက်ပေါ့နော်ကျွန်တော်တို့ရဲ့စပိုမူကြီးဟုတ်ပဲလက်ပြလဲပါဆိုနော်စပုံမှုကနေပြီးတော့ဒါလေးတွေကိုကျွန်တော်9ကြော်2ကိုဒါချက်နီးပါတကွာကျွန်တော်တခါတည်းပြပြီးသွားပါမယ်เนาะနောက်တစ်ခုကကြတော့ဟိုပေါ့ဟိုဒါကြတော့လူဦးရေဘယ်လောက်စာအတွက်တော့လူဦးရေတော့400စာလောက်ပေါ့ဒါလူဦးရေ400စာကို9ကကြတော့အချိန်35ပေါ့ဟောအချိန်35အဲ့ဒါအဲ့ဥစားလေးကိုကျွန်တော်ကိုအရသာလေးတွေနေတာကမှအစားဗာလေးတွေထည့်တယ်เนาะနော်ငါပြားကြီးထည့်တယ်ပေါ့နော်စားထည့်တယ်ဗာလေးရမှာစားအကုန်လုံးအတိအကျရှင်းလင်းအောင်ပြောပြပါတချို့ကကြတော့လေအခုလိုမျိုးလူအများစားတဲ့မချက်တက်တာတွေရှိတယ်နော်အဲ့ဒီအတွက်ကလေးတွေအတွက်ဒါဘဝတုဒ္ဒလည်းရအခုတူလည်းရအနေနဲ့ကျွန်တော်နဲ့ကျွန်တော်အကိုကြီးကနေပြီးအားလုံးသိအောင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်နော်အားလုံးလည်း like ပါကြည့်ရှုပေးကြပါဦးခင်ဗျာပထမဆုံးဗာထက်စားထည့်မယ်စားထည့်မယ်ဘယ်တဲ့နေမို့ရ10လောက်မှန်ထည့်တယ်ခမန်းကြည့်တယ်နော်ဒါကျွန်တော်မှအစပါနော်ကျွန်တော်တို့ရွာဘက်တွေကကြတော့ချက်ပြီးဆိုလို့ရှိရင်အချိန်တိုင်းဒီနဲ့ပြောမယ်ဆိုလို့ရှိရင်အပေါ်သားရှိရဲ့အလေးသားရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအတိအကျပြောလို့မရှိပါဘူးနော်ဒီအရသာကိုနဲပြီးတော့ကြတော့တို့ဆန်းမြည်ကြည့်လိုက်တယ်ပေါ့နော်အဲ့လိုလေးအစဉ်ပြေမှသာကြော်လော်ချက်ပြုတ်လေးရှိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရသာမဟုတ်ပါနော်ချက်သားမဟုတ်ထည့်မယ်ငမ်းပြားရေးရတော့ဒီကောင်ဆိုရင်ဘူးနှစ်ညထည့်ဆိုဒါကဟောပေါ့အချိန်35အတွက်ဒီလောက်ပဲသုံးမယ်ဒီလောက်ပဲသုံးဘူးတဝက်စီပေါ့နော်စနောကတော့နည်းနည်းဟွာငါးကြော်ကတော့စနောပါမှအဆင်ပြေမှာအဲ့အတွက်စနောကတော့အခုထက်မှာတော့စနောပေါ့နော်စပုံမှုရဲ့နာမည်ကိုလည်းမိတ်ဆက်ပေးဖို့မေ့နေလို့နော်ကိုလှိုင်မြင့်ပါတယ်ခင်ဗျာသူချက်လို့ချင်းငါပြိုင်ချက်ငပိချိုချက်ရအောင်ကျွန်တော်တို့ကဘေးနားကနေတောင်းစားရတဲ့ဖြစ်ပါအရန်ရတာအလက်ရကောင်းတယ်ကဲနာမည်နော်ဘိုးမှာမကောင်းဘူးလေကျွန်တော်အဝါနဲ့လို့အဝါနဲ့လို့ဝါနှမ်းလေးလို့ဝါတော့စီစမ်းစားပြုတ်ပေါ့ကျွန်တော်လည်းနေရာလေးပဲပြဟောတကယ်လဲစိတ်ရှိရပါတယ်အခုလိုမျိုးတဒုံးချင်းကိုပေါ့နော်စိတ်ရှိလက်ရှိနဲ့ကျွန်တော်တဒုံးချင်းလေးကိုအရသာလေးစိတ်ဝင်သွားအောင်နော်အဲ့လိုမျိုးလေးနေပေးရတယ်အချက်အပြုတ်ယောက်ျားတွေရဲ့အလုပ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရှေ့ကတော့ဒီအချက်ရေးပြုတ်ရေးကတော့ယောက်ျားသားတွေကြီးပဲသုံးတယ်ပေါ့နော်ချက်ပြုတ်ကြတယ်ဟိုမိမသားလေးတွေကတော့သူတို့လိုအပ်တဲ့စက်သွန်အဖြူနီးနှွားတာခရမ်းညင်သီးလှီးတာဒီလောက်တော့သုံးကြပါတယ်ကဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ကအရသာတွေစိတ်ဝင်သွားအောင်နေပြီးသွားပြီဆိုတော့ကြာအခုစပြီးတော့ကြော်တော့မှာပေါ့နော်ကြော်တဲ့ဒဲကိုလည်းတစ်ချက်ကြည့်ပေးပါအောင်နော်ဒီလိုဒဲကြီးတဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကထည့်တဲ့ငါးပမာဏကတပိတ်ခွဲလောက်ပဲကျွန်တော်တို့ကထည့်ပြီးကြော်တယ်ပေါ့နော်အဲ့ဒါမှသာငါးကအရသာရှိရှိလေးစားလို့ရတာပေါ့ကျွန်တော်တို့ဒီစီအများကြီးထည့်ခြင်းအဖြစ်အကြတော့ခုနကလည်းအောက်ကမှဆိုးတဲ့အတွက်ခုလိုမျိုးလေးလည်းထိုးရတာလည်းအဆင်ပြေတယ်နောက်တစ်ခါကျတော့သူကထန့်လာပြီးကြက်လာပြီးဆိုလို့ရှိရင်အပေါ်ပေါ်လာတာပေါ့နော်အဲ့ဒီခါကျမှတာကျွန်တော်တို့အလွယ်တကူဆယ်လိုက်ရုံပဲပေါ့ရပြီပေါ့နော်အရန်ကြီးဟိုအကျွတ်ကြီးလည်းမဟုတ်ဘူးအယောင်ကြီးလည်းရဲသွားလည်းမဟုတ်ဘူးအခုလိုမျိုးလှလှပပလေးပေါ့နော်အဲ့နေထားဆိုလို့ရှိရင်တော့ဆယ်ပြီပေါ့အခုလောလောဆယ်တွဲနေရလဲအေးသွားရင်ခွာလို့ကောင်းတာပေါ့နော်ဟောခွာရတယ်
ဒါကကြတော့ကျွန်တော်တို့9ကြော်နှက်စပြီးတော့ချက်ဖို့အတွက်ကိုခရမ်းညင်းဒီကိုကျွန်တော်ပထမဆုံးပြုတ်တယ်နော်ပြုတ်ပြီးတော့ကြတော့အခုလိုမျိုးလေးခြေလိုက်တာပေါ့နော် ဒါဒီတမ်းတက်တော့ယူနဲ့အနေနဲ့ ဩ ရောင်တယ်လေးနဲ့တက်ပြီးတော့ဒီမှာလောင်းထည့်တယ် ဒီရှင်းပြတယ် ဒီကောင်20 ဒါခရမ်းညင်းဒီအချိန်20ပါတဲ့နော် မပြီးရ30လောက်ပဲသုံးတယ် မပြီး30သား အချိန်20မှ ဩအချိန်20ပါဒါကျွန်တော်ပြောတဲ့ကျွန်းသီးကိုင်းသီးဆိုလို့ရှိရင်တော့မပြီးရအဲ့လောက်တိုင်းတာနဲ့မရပါဘူးတဲ့နော်အခုဒါကကြတော့ကျွန်တော်တို့ဒီပါလဲ 50လောက်ပဲကိုင်းကြီးတို့ဥပေါ်တဲ့ကိုင်းကြီးဆိုရင်လေဒီကောင်ကတို့မျိုးထွားပိုင်းပုံစံမျိုး ဒါထိုင်ဝမ်သီးတွေမလို့သူကဒါမချင်ဘူး ဒါမှမချင်ဘူး ကျွန်တော်ငပိရှော့ခဲ့ရအခုဒါစပြီးတော့ဒါစီးတတ်မှာပေါ့ စီးတတ်မှာ စီးတတ်ပါမယ်တဲ့ဒါကြက်သွန်ဆိုလို့ချင်းဒါအချိန်ဘယ်လောက်တော့ ဒီကောင်လာဒီကောင်တော့ဒီကတော့ တပိတ်တစ်ခွဲပဲထည့်နော် ပေါင်းမယ်လေ ဟာအဖြူလောင်းမှာ ဒီထည့်ပြီးရလဲရောင်နေလိုက်မယ် ဟာ ဒီလိုကြပြီးဆက်မှာဟိုကောင်ချော်ပီလေးလည်းမနေတော့ဒီသေးလောင်းရင်လည်းချော်ပီလေး အခုဒါကျွန်တော်တို့အနီးနွမ်းလာပြီဆိုတော့ကြက်သွန်အဖြူလေးထည့်မယ်ပေါ့နော် ကဲကြက်သွန်အဖြူရောနီရောနွမ်းလာပြီဆိုလို့ရှိရင်တော့ဝိငပိထည့်မယ်နော်ငပိလေးထည့်ပါမယ်ဒါခုကကြအယောင်တင်ထည့်ပါပေါ့နော်အယောင်တင်လေးထည့်ပြီးလို့ကျွန်တော်ခဏနေကြာသွားပြီဆိုလို့ချင်းတော့စောလေးကချေးထားတဲ့ခန်းညင်ဒီအတစ်ကလေးတွေကိုအခုလိုလေးလောက်ထည့်ပါတယ်နော် ဘောရကွန်မန့်သွားတယ်ဟုတ်လားဒီမှာကြောင်လေးလေးတက်လာဒါကျွန်တော်ခန်းညင်ဒီထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အိမ်မှာချက်တလို့မျိုးတွေကလုံးရည်ဆိုတာဆွဲရသေးလား ဆွဲရဘူး ဩ ဆွဲရဘူးဒါလည်းလောက်လာဆိုတော့သူကလည်းသူကြီးရ သူကအရေရောတစ်ကောပါပြီးသားအဲ့ဒါကြောင့်မလို့လုံးရည်ဆွဲစရာမလိုဘူး ငါးခဲတော့ကထည့်ပြီးတာ ဒါကျွန်တော်တို့9ကြော်နှံ့အတွက်ဟိုဘက်မှာအနှစ်ချက်နေတာပေါ့နော်အနှစ်ရလာတဲ့အခါကျအစင်းသင်းဖြစ်စေဖို့အတွက်ပြောထားတော့အတွဲနေတဲ့ငါးလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့တုံးချင်းစီပြန်ခွဲတာပေါ့နော်မျိုးဒီကုန်တယ်မလားဟုတ်လားဒီဟာနဲ့အမှုထပ်ပြန်စားရတယ်တော့ကွာ အခုကတော့ကျွန်တော်တို့9ကြော်နှံ့ကလေးဖြစ်ဖို့အတွက်ကဒီမှာခန်းချင်းကြီးကလည်းအစင်းသင်းဖြစ်ပြီဆိုတော့ကျွန်တော်တို့ကြောထားတဲ့ငါးလေးတွေကိုဒီထဲကိုထည့်ပြီးတော့ရောမယ်ပေါ့နော်ချီချီ东家家东，我看吃住，天累吧了。 မကြည့်ရတာနဲ့ရှယ်မရှယ် ရှယ်ပဲနော် တကယ်ရှယ်မရှယ်ပါဒီကရှယ်ရတော့မရှိတော့ နာမည်လေးထည့်မယ်နော် ဟောနာမည်လေးထည့်ပါအောင်မယ်ခင်ဗျာဒါပို့ပြီးတော့နန်းရတာနဲ့ပြည့်စုံဖို့အတွက်ဒါနာမည်လေးကျွန်တော်တို့ရှီကတော့နန်းနာမည်ကတော့လုံးဝအကြိုက်ကိုသုံးတာဟင်းတိုင်းလူလိုမှနန်းနာမည်ပဲပါတယ် 跳蚤，人家跳蚤都。 အဲဒီမှာကျွန်တော်တို့ပင်နန်သီးစိမ်းလေးပေါ့နော်ပင်နန်သီးစိမ်းလေးပါထပ်ပြီးတော့အုပ်လိုက်ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အညာရဲ့ဟင်းတစ်ခွက်ဖြစ်တဲ့9ကြော်နှက်ကလေးရတဲ့အတွက်ဒီရွာလုံးကိုမီးကိုတွေခမင်းစားတွေဖိတ်လိုက်ပြီးတော့ကျွေးပါပြီဗျာရေစကားနဲ့ကလေးတွေခမင်းစားနောက်ဘူးကြမှာဆက်ကစားလားကျုံနောက်ပြီးကြမှာကစားလို့လားခမင်းရေစားအောင်လားဟိုနောက်ပိုင်းမှာမရှိဘူးလားအဲ့ဆိုအကုန်လုံးဟိုရှေ့ရောက်ကုန်ကြပြီပြောတော့စားမှာပဲဟောအေးနောက်ခေါ်ခဲ့ပါနောက်ကျမှရေကစားအောင်လို့သွား
ဘောက်တွေဖွင့်ပေးမယ်လို့အဲ့လိုနော်ဒီမှာအကုန်လုံးကသူတို့ကိုကျွေးဖို့မွေးဖို့အတွက်ကအစင်းသင့်ဖြစ်နေပြီနော်ကလေးတွေကိုဦးစားပေးတဲ့အနေနဲ့သူတို့ကိုရင်ဆုံးကျွေးမှာပေါ့အခုတနက်နဲ့မဟုတ်ဘူးကြိုက်တဲ့အချိန်တရေနိုးထားစားရေချိုးပြီးလာစားနော်ရတယ်ပြန်ကားဟုတ်တယ်ဒါတကယ်ကိုဒါနမြောက်ချင်လုံးလို့ကိုပဲမုံမုံနဲ့ပေးအောင်ပါအဲ့ဒါမျိုးနော်ကျွေးတာမွေးတာစုပ်ကိုခေါ်ပြီးတော့ကျွေးရတယ်အခုဒါကကျွန်တော်တို့ကတရွာလုံးကျွေးတယ်ဟင်းလေးပေါ့နော်အခုစားတရွာလုံးအပြင်ကိုမှနောက်ထပ်ရန်နီးရဝေးရနေပြီးတော့ဧည့်သည်တွေလာတယ်လဲစားလို့ရအောင်လို့ဖော်ပြရာလေးနဲ့အများကြီးဆက်ဖြစ်သွားတာပေါ့နော်ဒါကကျွန်တော်ဇော်လေးမှာချက်ပြထားတယ်ဒါ9ကြော်2ကလေးပေါ့နော်9ကြော်2ကလေးရယ်နောက်တစ်ခါဒါကကြတော့ချင်းဟင်းလေးပေါ့ချင်းလေးမှာကျွန်တော်တို့ကသီးစုံလေးဘူးရက်ပါမယ်ချမောင်ရက်ပါမယ်မြစ်ပါမယ်ပဲသီးပါမယ်နောက်တစ်ခါကျတော့ဒီမှာဖယုံသီးလေးလည်းပါသေးရယ်နော်အဲ့ဒါကိုမှကျွန်တော်တို့ကဒုံးကြောက်ကလေးပါထည့်ပေးထားတော့ဒါပြည့်ပြည့်စုံတဲ့အရာသာကိုတွေ့တာပေါ့နော်အခုဒါလေးကကြတော့ကျွန်တော်ဒီမှာငံပြားရေးချက်ကလေးနော်လုံးဝ live ပဲနေမှုကြီးပါအဲ့မှာလက်စေးဟိုကနေဘူးတယ်လားဒီဘက်လားမရေပုံးနေဟိုနာလေးထားလိုက်ပါဘယ်သူမှမခုံး1389ခုနှစ်ဒီကဒါမဟာတကြံအကျိုးနေ့မှာပေါ့နော်အခုပထန်းသိမ်းပွဲပထန်းအောင်ပွဲအလှရှင်ကကြတော့အလှတကာကြီးဦးစန်းညွတ်နော်အလှတကာမဒီမှာဒေါ်ထင်းနိုင်နော်မိသားတစုတို့ကနေပြီးတော့ကျွန်တော်တို့ပထန်းသိမ်းပွဲအောင်ပွဲအနေနဲ့ရွာလုံးကျွတ်ဒါထမင်းကုသိုလ်လုပ်တယ်ထမင်းကျွေးတယ်နောက်အဲ့ဒါပြီးတဲ့အပြင်ကိုကျွန်တော်တို့ဒီတန်ဃာတွေအတွက်ကလည်းတခါနေစွန်းအဖြစ်ကုသိုလ်လှူဒန်းပါတယ်ခင်ဗျာဒီကျွန်တော်တို့စီရဲ့ဒါအညာတလေးပေါ့နော်အညာတလေးအလှရှင်တွေရဲ့နောက်တစ်ခုကဘယ်လိုကျွေးမွေးတဲ့လေးတွေဆိုတာလည်းအားလုံးမြင်တွေ့ရတဲ့အတိုင်းနော်ကြည့်ရှုသူအားလုံးလည်းဝမ်းသာပီတိဒါကိုတိုင်းလှူဒန်းရတယ်လို့မျိုးဖြစ်သွားမယ်ဆိုတာလည်းဒါတေချာပေါက်ဆိုတာကျွန်တော်ပြောနိုင်ပါတယ်ခင်ဗျာနော်အခုဒါကဒီကလေးတွေတတုပ်ပြီးသွားတယ်ဆိုဒီကလေးကြီးတွေတတုပ်ပြီးသွားတယ်ဆိုလို့ရှိရင်တော့နောက်ထပ်အဲ့ဒါလူကြီးတွေပေါ့နော်ဟိုမှတရားနာနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြီးမှသာအခန့်ကျွေးမွေးမှာဖြစ်ပါတယ်เนาะအဲ့ကြတော့လေလုံးဝတဝါးကြီးကြည့်ရှုအောင်ပါခင်ဗျာဒါအလှရှင်မိသားစု来，这个。သူတို့ကဘာပါလဲစားလိုက်မှာနော်ဘာဖြစ်တာပဲဟုတ်တယ်နော်မင်းပြောမှာဘာဟစ်ပြရမှာဟစ်ဒီမှာဟစ်ပြတာတွေ့နေပြီဒါအလူဖြစ်မြောက်အောင်အတွက်ဒါနော်ချက်ရေးပြုံးရေးမှာလုံးဝလုံလုံသေးမရှိအောင်လုပ်ပေးတဲ့အဖွဲတွေပေါ့နော်ဒါမှတစ်ဖွဲကြံသေးတယ်ထားနိုင်လားဒုမမထားနိုင်လားကိုမထားနိုင်ဒီမှာဒါအမထူးပြအောင်လို့ဒါကကျွန်တော်တို့တရားပွဲပြီးသွားပြီပေါ့နော်ပထန်းသိမ်းတရားပွဲပြီးတဲ့အတွက်ဒီမှာတရားနာပြီးတော့ထမင်းသုံးဆောင်မှုအတွက်လာနေကြပါပြီကဲဟိုပေါ်လေးကိုကြွလိုက်ပေါ်လေးကိုအမကြီးမရတယ်မရလှလှတယ်သိတယ်ကဲအခုကတော့တကယ်ဝင်လာမဆက်တဲ့သေးပေါ့ဗျာအလှရှင်တွေအလှမာတွေအရန်ပြောစရာပီတိလေးပေါ့哦，老板，好吧，这，嘛，没有来拔的。
မမီဆိုးရ ဒါကတော့အမပါ အဲဒီအဲ့ဒါအမ ဒါကတော့တယ်လီမေပါတယ်လီအမေမပဲများပါ ဒါကတော့ကျွန်တော်တို့နေစွန်းဖုံဖုံတွေအတွက်ပေါ့နော်ဖုံဖုံတွေအတွက်ဒါကအမဲဥနဲ့နော်ဒီမှာမကြီးရကလေးနဲ့အခုလိုမျိုးအရန်ဟင်းလေးကိုကျွန်တော်တို့ကအချက်ထားတာပေါ့ ရှယ်ပဲနော် ဟောရှယ်မရှယ်ဗျာဒီမှာမဲဥလေးတွေဆိုလဲဖွေးပြီးတော့နုဤနောက်ဒီဘက်ကကျတော့ပြအောင်မယ်နော်ဒီဘက်ကကျတော့ဒါဝတ်သားဟင်းပေါ့နော်ဝတ်သားနဲ့တရသီးနဲ့တရသီးကကျတော့လဲကျွန်တော်တို့အခုလိုမျိုးလေးဒါခွဲပြီးတော့နော်ဟိုအကြသားလေးတွေနဲပြီးတော့ကျတော့ပြုတ်လိုက်တာပေါ့နော်ပြုတ်ပြီးမှဒါကျွန်တော်တို့ကရောမှာပါကဲအခုကကျတော့ကျွန်တော်တို့မှာလေနော်အဲ့ဒီကအရန်ကြလာတယ်ကိုနိုင်လဲဝင်ပြီးတော့လှုပ်အားပေးမှဖြစ်တဲ့အတွက်ဒီနေရာနေပြီးတော့ပဲအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ